မှာမိတို့လူရှိရဌာနတို့ကြားကြပါရဲ့ဆရာတော်ဘုရားကြားကြပါလေဆရာတော်ကဘုရားဝါမှာစပယ်ရှယ်ပြည်ရတယ်တပြုတ်စီမံထားပါလေဒါမျိုးကိုဒီလိုကတော့တောင်းမှမိတို့လူရှိရဌာနတို့ဆောက်ရကြပါလို့ကြားကြပါလေတေဝကနာရောဆက်ရလို့ဗျာတိုင်တဲ့တို့သာဆောင်မလာပြုလို့နိုင်အတွက်တောင်းတော်ကြပါဗျာတောင်းတော်ကြပါရဲ့ပြောင်းထားပါလေဗျာအကယ်လို့